မင်္ဂလာပါရှင်အော်ဆွန်လာဆိုင်ငါဆွဲစီမှာနည်းနည်းပို့ပြလိုက်ပါနော်အောင်မလီနော်မမိုးကငါဆွဲက BG ရဲ့ဘောမအကြီးစားမောင်ချစ်သူတောက်တန်အကြီးစားနဲ့သူကတပ်ပေါင်နေတွဲရိုက်တာသူတွဲရိုက်တာဟို2023ပြီးတော့2023မှာလဲသူတင်တာနော်အဲ့ဒီတန်းစင်ဦးနဲ့အဲ့ဒီဘောမအကြီးစားနဲ့သူတင်တဲ့တခါသူရဲ့ပို့မှာအဲ့ဒီချိန်မှာမမိုးကသူတို့အဖွဲ့ထောက်ပံ့ပေးတယ်သူနဲ့စကားပြောတယ်နော်သူ့တော့ပြောတယ်ကိုဆွဲရေဒီတန်းစင်ဦးက BG ရဲ့လောက်ကောင်ကြီးစားနော်ဒီကောင်ယုံလို့မရဘူးနော်ကိုဆွဲတို့ PDF ဖြစ်တာတတိထားပေါ့နော်အော်ဟုတ်လားအမားတဲ့ကျွန်တော်မသိလို့တဲ့2023မှာကိုဆွဲအဲ့ဒီပုံကိုပြန်ဖြည့်လိုက်တယ်နော်သူသိတယ်နော်အဲ့ဒီကောင်က BGS lobby BGS ဘောမ BGS တောက်တိုင်အကြီးစားတန်းစီဦးဆိုတာနေ့တညက်တိုင်းသူလိုက်လွှင့်လို့ရှိရင် BGS ကဘယ်လိုမျိုးကောင်းလဲဘယ်လိုမျိုးအားကိုရလဲဘယ်လိုမျိုးကရင်ကိုချစ်လဲဆိုတာနော်မောင်ချစ်သူဘက်ကဘလောက်ပဲရောက်မှသိစာမဖောက်ဒီတန်းစီဦးကဒီမောင်ချစ်သူကိုအများနဲ့ပဲထောက်ခံအားပေးကာကွယ်စပီကာတွေလုပ်ပေးတယ်ကိုဆွဲအကောင်ဆောင်သိတယ်ငဆွဲအကောင်ဆောင်သိတယ်ဒါပေမဲ့ငဆွဲကဒီနေ့နေရင်းနဲ့တန်းစီဦးပုံတင်တယ်တင်ပြီးတော့ဘယ်လိုမျိုးကလင်ကကြစ်ပြည်သူကိုလိန်လဲဆိုတော့အဲ့ဒီကောင်သူမသိဘူးတဲ့ကရင်တဲ့ကျွန်တော်ကိုသိတယ်တဲ့နော်အဲ့ကြောင့်ကျွန်တော်ကသူနဲ့တပ်ပုံသူနဲ့အဲ့ဒီ BG ရဲ့ဘောမအကြီးစားနဲ့သူတပ်ပုံတွေ့ရတဲ့ပုံနဲ့ကရင်တဲ့သူနဲ့သူ့ကိုဗာလဲသူ့ကိုကြိုက်တာလားသူ့ကိုချစ်တာလားသူတင်တာလေသူကအဲ့ဒီကောင်ကိုမသိတယ်လို့ तू ကဟန်ဆောင်ပြီးတော့သူ့ရဲ့ပလိတ်သားတွေသူ့ရဲ့ပြည်သူတွေ तू လိန်တာပေါ့အဲ့ဒီမအေးလို့ကငဇွဲဖာကောင်းနော်ဖာကောင်းငဆွဲငါ့ကိုပြောတယ်ငါသူ့အမြဲတမ်းပဲရန်စားတယ်တဲ့မမိုးအမြဲတမ်းပဲရန်စားတယ်တဲ့ပြည်သူတို့ရေကရင်ပြည်နယ်က PDF တွေကိုမမိုးပဲအချိန်ကရန်စားလေပြီးတော့ပြီးတော့စီးပွားရေးဘယ်လိုခွားမလဲလောက်စားတိုက်စားလိန်စားဘန်းပြတဲ့ဒီကရင်စစ်သားတွေဒီအဖွဲ့အတူရောင်ဆောင်တွေကိုမမိုးပဲအချိန်ရန်စားလေမမိုးအမှန်တရားပဲဖော်တယ်ဟုတ်ပြီးတော့2021 2022ဘို SC ဘယ်လိုခွားမလဲဘိုဆာလုံးအဖွဲ့လားဘို SC ဝအဖွဲ့လားနေဒါမြကောသူလေအဖွဲ့လား KNU လား KNDO လား KNL လားတမဟာတစ်ကနေတမဟာခွန်တိပြည်သူတနိုင်ငံလုံးကဝမ်းပြီးတော့ထောက်ပံ့ပေးကြတယ်မမိုးအပါအဝင်တရေဝင်ထောက်ပံ့တာနော်စလုံးကိုမမိုးဘလောက်ထောက်ပံ့လဲစနေပါပဲနဲ့လဲ KNU တမဟာခွန်ကဘလောက်ထောက်ပံ့လဲ KNU တမဟာ6ကဘလောက်ထောက်ပံ့လဲနေဒါမြကောသူလေအမင်ကဘလောက်ထောက်ပံ့လဲဆိုတာငါတရေဝင်ကြုံညာပြီးတော့ထောက်ပံ့ခဲ့တာဖာကောင်းငဆွဲကဘယ်လိုမျိုးဖာစကားတွေလာပြီးတော့ရေးလဲဆိုတာငါကစလုံးကိုခိုးပြီးတော့ထောက်ပံ့တလို့နေဒါမြကိုငါခိုးပြီးတော့ထောက်ပံ့တလို့ကရင်ပြည်နယ်ကိုငါထောက်ပံ့ခိုးပြီးတော့ထောက်ပံ့တလို့နဲ့ပြည်သူလူထုရဲ့ငွေငါကဘာညာတလာကဟိုဗလဲရေတဲထဲရေတုံဖြစ်တော့အောင်ငါလောက်သွားတလို့နဲ့ဖာကောင်းအဲ့လိုမျိုးစကားပြောတာနော်ငဆွဲနေလာတော့နားထောင်ငါပြောမယ်နော်ဒီချိန်ဒီခါမှာငဆွဲရေအညာဘက်က PDF တွေလေနော်စစ်တိုက်ဖို့ကြည်ဖို့မလောက်တလို့စားဖို့လဲအသေးအတန်ပဲဒါမဲ့နေကတော့ကရင်ပြည်နယ်တောထဲမှာဝင်ပြီးတော့ကားတွေဝယ်တယ်ကွာနေဖာခံတော့ရတဲ့ငွေလားတာနေကားဝယ်တာနေပြောတယ်နေလာတဲ့မျိုးရိုးတဲ့မှာအိမ်ဖော်ဗာလဲဖတ်ထရကဖာတယ်မတွေနေမလုတ်ဘူးတလို့တဲ့နေပြောတဲ့အိမ်ဖော်ကအခုနေတန်ညက်တိုင်းမျိုးချနေတာနေမျိုးစိုးနေတာနေကားတွေဝယ်နေတာအဲ့ဒီအိမ်ဖော်အလောက်လောက်နေတဲ့ကရင်မတွေဒီတိုင်းသားတွေရဲ့ငွေတွေပဲနေရတယ်မဟုတ်ဘူးလားအခုနေတန်ညက်တိုင်းလဲနေဒရွန်စီတရားနေလူခံတယ်မဟုတ်ဘူးလားဒရုံစီတရားနေလူခံတဲ့ဆိုတာဒါအိမ်ဖော်မလေးတွေရဲ့ငွေမပါဘူးလားဖာကောင်းရဲ့အညာမစစ်ခွေးမတရားကျဲပြီးတော့ဟိုရောက်မှနေတဲ့အချိန်မှာ PDF တွေအရေးပေါ်အကူညီရတဲ့အချိန်မှာဖာကောင်းငဆွဲကကရင်ပြည်နယ်မှာကားတွေဝယ်တော့မယ်ဘန်ကောက်မှာမလာခင်မှာကြိုးတင်ကြုံရတဲ့ဘယ် PDF ကလှုပ်လို့လဲBGS ခြံဆောက်ခွေး BGS ခြံဆောက်ခွေး PDF တွေပဲလှုပ်တာနော်မအေးလို့နော်နေဖေမေနာမယ်နေခဏခေါ်စရာမလိုဘူးဟိုတခါတော့နေဒလန်လွတ်ထားလိုက်တာနေဒလန်လွတ်တာပေါ့ဆိုတော့နေတမိုင်းကပြောတော့လေ့လာတယ်နေကဘသူသားသမီးလဲဆိုတော့နေကစစ်သားရဲ့သားလေနေကစစ်သားရဲ့သားလေဒါငါဗမာလို့လဲနေကစစ်သားရဲ့သားလေစစ်သားရဲ့သားဖြစ်ပြီးတော့ကရင်ပြည်နယ်မှာ PDF ဖြစ်တော့ဒလန်ဖမ်းရတယ်ဒလန်အကြီးစားကိုဖမ်းရတယ်ပြီးတော့ပြန်တော့လွတ်တယ်အဲ့ဒီဒလန်နေဖမ်းရတော့ကကရင်ပြည်နယ်ကတချို့စစ်ကြောင်းတွေကနေကိုတွေ့တယ်အဲ့ဒီအချိန်မှာနေတို့စစ်ကြောင်းငဇွဲစစ်တောင်ကဒလန်ကိုဖမ်းလို့ရတယ်ဆိုတာတချို့ကရင်စစ်ကြောင်းဒီဘိုးရဆေဝါတို့စစ်ကြောင်းတွေကျန်တဲ့စစ်ကြောင်းတွေကတွေ့တယ်သူတို့ပြောတယ်ငဆွဲအမြန်ကြီးနဲ့တားလိုက်တော့ဒီဒလန်မလွတ်နဲ့ဟုတ်ကဲ့တဲ့နောက်တနေ့ကျတော့အဲ့ဒီဒလန်လွတ်သွားတယ်သူများပြန်မေးတဲ့အချိန်မှာသူတို့ဘက်ကသမင်းစားလို့နေရင်းနဲ့ဒလန်ဘယ်လိုမျိုးလွတ်သွားလဲမသိဘူးနေတော့ပဲပြန်တော့လွတ်ချလိုက်တာလေဖာကောင်းငဆွဲရဲ့နေဘယ်လိုမျိုးလိမ့်မလဲဟိုတခါတော့နေပြောထားတဲ့နေတဲ့စကားကရင်ပြည်နယ်မှာဟိုဗလဲဒလန်အကြီးစားဖုံးကြီးအဲ့ဒီဖုံးကြီးကဟိုအချောင်းမဖြစ်တယ်
အဲ့ဒါလည်းနေတို့အဖွဲ့ပဲဖမ်းလို့ရတယ်နေတို့မတတ်ပဲနဲ့ BGN နဲ့တို့ပြန်တော့အားလိုက်တယ်လေဖာကောင်းရဲ့နော်အဲ့ဒါနေကိုငါသွားပြီးတော့ရန်စားတာတခုမှမရှိဘူးနော်ငါဆိုရင်နေကိုငါသွားပြီးတော့ရန်စားတာတခါမှမရှိတယ်လို့ PDF ကိုလည်းငါရန်စားတာတခုမှမရှိကရင်ပြည်နယ်မှာကရင်အဖွဲ့လား PDF အဖွဲ့လားငါမထောက်ပံ့ပေးတဲ့အဖွဲ့တခုမှမရှိဘူးငါအကုန်လုံးထောက်ပံ့တယ်နော်ငါအမှန်တရားပြောတာကိုနေကငါ့ကိုပြောတယ်ငါက PDF နာမည်နဲ့ငါလှုပ်စားတယ်ဟမ်ငါလိုက်ပြီးတော့ရန်စားတယ်နေကငါပြန်မပြောချင်ဘူးဗျာနေရတတဲ့ကလူတွေကနေကိုပြောထားတယ်မမိုးနဲ့သွားပြီးတော့ရန်မစားနဲ့ဟမ်ဟာခွေးတပည့်နေရုံမှာငါဇွဲရဲ့နေပြောတဲ့ငါပြောတဲ့ကလိန်ကကြစ်ကဘယ်အချက်အလဲရလဲနေငါ့ကိုချားပြခိုင်းနေစီကိုနေကလိန်ကကြစ်တာ BGS lobby တန့်စင်ဦး2023မှာနေသိတဲ့ဒီကောင်က BGS ရဲ့တောက်တိုင် BGS ရဲ့ခွေး BGS ဘောမှာနေသိတယ်နေသိပြီးတော့အဲ့ဒါနေတင်ထားတဲ့ပို့က9နာရီတွင်မဲ့နေပြန်ပြီးတော့ဖျက်လိုက်တယ်နေသူနဲ့တွဲရတဲ့ပုံအခုနေတင်တဲ့ပုံကပြီးတော့ဒီနေ့နေပြန်တော့တင်တယ်နေပြောတယ်နေသူ့မသိဘူးတဲ့နေသိတာကရင်တဲ့နေကိုကြိုက်လို့နေကိုနေတက်လို့တဲ့အကြောင်းတပ်ပုံတွဲရလိုက်တာတဲ့အဲ့ဒါနေဘလောက်ကလိန်ကကြစ်လေကျန်အော်အခုနေဝယ်တဲ့ကအဲ့ဆိုရင်ဒီ BGS တောက်တိုင်တွေဒီ BGS ဖာကောင်းအကြီးစားတွေကနင့်ကိုဝိုင်းပြီးတော့ဝယ်ပေးတာလားမောင်လည်းလက်နဲ့ကင်တာလေငစွဲနေလက်နဲ့ကင်တယ်နေဘယ်ကနေနေငွေရတာလဲဟမ်ဘယ်ကနေနေငွေရတာလဲတောထဲမှာပြီးတော့လက်နဲ့ကင်တာဘယ်လိုမျိုးကားဝယ်တာလဲငါအဲ့ဒါဖာခံပြီးတော့ရလာတဲ့ငွေလားဟောနင့်ရဲ့ဦးလေးမောင်ချစ်သူကဟိုနင့်ကိုပေးတာလားဘာလို့ဆိုတော့နင်ကဘန်ကောက်မှာတက်လာတာနဲ့အဲ့ဒီအမြဲတမ်းပဲနေအဲ့ဒီဟိုဗလဲဟို BGS ဘောမှာဒီလက်နေအမြဲတမ်းပဲတွေ့နေကြတယ်အခုမှပဲမဟုတ်ဘူးနော်2023မှာမဟုတ်ဘူးနေအများနဲ့ပဲဒီဘန်ကောက်မှာတက်လာတိုင်းမှာအဲ့ဒီနွားနေနဲ့နေအများနဲ့ပဲအဆက်တဲ့လုံနေတာချိတ်ဆက်လုံနေတာအဲ့ဒါကိုပြည်သူကိုလိန်လေပြီးတော့तू ကငါဖာကောင်းငါဆွဲရစကားတတ်တယ်လေဒီတို့နော် तू ကမင်းအောင်လိုင်းကို तू အဲ့လိုမျိုးပြောလိုက်အမေစုနာမည်ကို तू အဲ့လိုမျိုးပြောလိုက်ပြည်သူလူထုတွေ तू ယုံကြည်အောင်နိုင်ငံရေးစကား तू ပြောလိုက်တော်လိုင်းစကား तू ပြောလိုက်လို့စင်လူတွေကကြားလိုက်လို့စင်ကရင်အဖိုးကြီး KNU ပြန်ကြားရေးမှုစောတော်နီးတို့လိုမျိုးပေါ့နော်ပြီးတော့သူတို့ပြောလို့စင်ပြည်သူတွေနားထောင်လို့စင်အရန်အားရတယ်အရန်ကိုအားစီတယ်အရန်ကိုလည်းအားတက်တယ်ဒါမဲ့သူတို့ပြောတဲ့စကားနဲ့သူတို့ရဲ့လောက်ရကဆောက်တော်လွယ်ကြီးဒါငဆွဲလဲအဲ့လိုမျိုးပဲငါဆွဲလဲအဲ့လိုမျိုးပဲပြောလိုက်လို့စင်နေတို့ကရင်လူငယ်တွေကဘာညာတို့စီလို့ရပြီနော်ဘလန်တို့ရဲ့ကင်ဒီလိုဘာညာ तू ကပြောတတ်တယ်မင်းအောင်လိုင်ကဒီလိုအာနာစင်ကဒီလိုတော်လိုင်ရဒီလိုအမန်တရားဒီလို तू ပြောတတ်တယ်နောက်ဆိုတော့သူရဲ့လောက်ရကြည့်လိုက်လေBGS ကိုထီလို့မရပြောလို့မရခွေးတန်းစဦးဆိုရင် BGS ကိုမတို့ပြောလို့မရဘူးနော်ပြောလို့ဆိုရင်တို့တခါတည်းပြန်တော့ဆဲတာနော် BGS ကိုလာမထီနဲ့မောင်ရှိ तू ကဒီလိုကောင်းတယ်တို့သိလားအဲ့လိုမျိုးပေါ့နော်အဲ့ဒီကောင်နဲ့ तू သွားပြီးတော့တွဲရိုက်တယ် तू တွဲရတာ2023မှာ तू ပြောတယ်တွဲရတာ2023လေကျွန်တော်မှမသိတာတဲ့အဲ့ဒီချိန်မှာ तू သိတယ်မောင်မိုးကိုတိုင် तू တော့ပြောတာမောင်မိုးကိုတိုင် तू ကိုစိုက်ပူလို့ तू အလောက်ကြံခံရမှာကြောက်လို့ तू က PDF ဖြစ်လို့ BGS လူနဲ့မပေါင်းပါနဲ့ BGS လူနဲ့တော့ပုံမရိုက်နဲ့မတင်နဲ့ဒီကောင်က BGS လူလို့ပြောတဲ့နောက်ပိုင်းမှာငဆွဲကအဲ့ဒီပုံပြန်တော့ဖျက်လိုက်တာ2023မှာဒီနဲ့ तू ပြန်တော့တင်တယ်လေ तू ပြန်တော့တင်တော့မှပြန်တော့ချဲတယ်လေမဟုတ်အမှန်တရားပြောတယ်လေ तू ပြန်တော့မှ तू ရန်စားတယ်တဲ့ကြည့်စမ်းငါအမှန်တရားပြောတော့ငါရန်စားတယ်တဲ့ဖာကောင်းနော်ယောက်ျားဖြစ်လို့စင်ယောက်ျားစကားပြီးနဲ့ပြောပေးပါဖာကောင်းငဆွဲရဲ့ဖာကောင်းပြောလို့စင်ဖာကောင်းနာတယ်နော်နေပြောတဲ့အိမ်ဖော်မဖတ်ထရမဖာခံစားတာဘာခံစားတာနေပြောတဲ့ဖတ်ထရလည်းငါလည်းတစ်ခါမှမသွားဘူးနော်မသိဘူးလေနေနမတွေနေအမျိုးတွေသွားနေဘူးလို့လားနော်အိမ်ဖော်ဆိုရင်ဟုတ်တယ်ငါဖြစ်ပါတယ်ငါထိုင်းနိုင်ငံမှာနေတာ10နှစ်ကျော်ငါအိမ်ဖော်ဖြစ်တယ်အခုနေ့တညတိုင်နေမျိုးစိုးနေတဲ့ငွေတွေအားလုံးလည်းဒီအိမ်ဖော်မလေးတွေရဲ့ငွေပဲလေနေ့စီမှာပို့တာမဟုတ်ဘူးလားနော်နော်အောင်မလေးဖာကောင်းနေစိတ်ဓာတ်ဘလောက်အောက်တန်းကြလဲဆိုတာအခုပေါ်နေပြီလေဟိုအရင်တော့ငါနေ့ကိုနေတလန်လွတ်ထားတော့ငါနေ့ကိုနော်ဆဲတယ်ဆူတယ်ငါနေ့ကိုဆဲတယ်ဆူတဲ့အချိန်မှာနေ့ရဲ့လူတွေအများပြနေ့ကိုမယုံသေးဘူးငါ့ကိုလည်းဗလဲဖေလို့မမိမို့အကောင်လုံးရန်လိုက်စားတယ်ရန်လိုက်တိုက်ဗလဲရန်လိုက်ကြိုက်တယ်ဘယ်သူနဲ့မဆိုအကောင်လုံးလိုက်ပြဿနာစားတယ်အဲ့ဒီအချိန်မှာငါငဆွဲမပြတ်သားဘူးဆိုတာငါဖော်ထုတ်တာကိုလူတွေကမယုံဘူးကွာဟမ်2023 2024ငဆွဲဒုတိယအကြိမ်ဒလန်ပြန်တော့ဖမ်းတယ်ပြန်တော့လွတ်တယ်အဲ့ဒီအချိန်မှာလူတွေကတချို့မှတော့ယုံပြီနော်2025အခုဘာတွေကာကွယ်အောင်မလဲ2025ဟမ်ငါပြောတဲ့အတိုင်းဖြစ်နေတာလေဟမ်ကရင်ပြည်နယ်ကဒလန်တွေသူတို့ပြသားဆင်းလို့ဆင်းအညာက PDF တယ်လို့မျိုးအဲ့ဒီဒလန်တွေသူတို့ဆင်းလိုက်လို့ဆင်း PDF တွေအဲ့လောက်သေမလားကရင်ပြည်နယ်မှာ PDF တွေအဲ့လောက်သေမလား PDF တွေအဲ့လိုမျိုးနဲလာမလားမမပြောတယ်လေပြီးတော့တကယ်တိုက်တဲ့ PDF တွေကလေတချို့နေရာမှာသွားကုန်ပြီပြီးတော့တိုက်တဲ့နေရာမှာသွားကုန်ပြီနော် NSC ရဲ့ခွေး BGN နဲ့ဖင်လို့ပြခံနေတဲ့ဟိုဗလဲဒီ PDF အတူရောင်ဆောင်အရေးချုံနေပဲတန်တာဒီငဇွဲတို့အဖွဲ့တွေပေါ့နော်ပြောရမယ်ဆိုရင်တွေးဘူးလားဘယ် PDF ကကျွန်တော်ဘန်ကောက်သွားမယ်ကားသွားဝယ်မယ်ကြိုတင်ပြီးတော့ပို့တင်တာဘယ်သူကလုပ်လို့လဲ
တော်လန်ရေးပေါ်တကယ်တစ္ဆာစီတဲ့သူအာနာစင်အာနာယူတကယ်တော်လန်တဲ့သူကဘသူကကြိုတင်တင်မလဲကျွန်တော်ဘန်ကောက်သွားတော့မယ်ကားဝယ်တော့မယ်ဆိုတာဘသူကကြိုတင်ကြုံညာမလဲ तू က BG ကခွေးကြီးစားပြစ်လို့လေထိုင်းနိုင်ငံမှာ तू လာတဲ့အချိန်မှာလဲ BG ကခွေးပဲ तू လာတော့တွေ့တယ်လေဒီကောင်လေဒီမှာလေဒါ BG ကခွေးကြီးစား तू လာတွေ့တဲ့ကောင်ကဒါ BG ကခွေးကြီးစား BG ကဘောမကြီးစားထောက် BG ရဲ့တောက်တန်ကြီးစားနော်မမို့တို့အမှန်တရားဖော်တိုင်းမှာ तू ကဘာပြောလဲတိလားဒီတန်းစီဦးကပြည်သူတွေကိုမမို့တို့ထောက်ဖို့မိန်းကလေးတွေကိုဘာပြန်ပြောလဲဆိုတော့မောင်ချစ်သူဖွင့်တဲ့ဖာယုံကသူများသားသမီးတခြားနိုင်ငံကသူများသားသမီးပဲ तू ဖာခံခန်းတာလေတဲ့ तू ကုတ်ကူးတာလေတဲ့ငါတို့မြန်မာပြည်ကအမျိုးသမီးတွေကရင်မတွေမရှိဘူးတဲ့အဲ့တော့ तू ပြောတဲ့ပုံစံကအော်သူ့အမျိုးသူ့သမီးသူ့မိမထိမ तू ကကိုချင်းစားမယ်ကဘာကသူများသားသမီးတွေတယောက်သားသမီးတွေဗီယက်နမ်သားသမီးတွေထိုင်းအမျိုးသမီးတွေမောင်ချစ်သူကုတ်ကူးပြီးတော့ရောင်းစားတာဖာခံခန်းတာတော့ तू ကိုချင်းမစားဘူးအဲ့ဒါမောင်ချစ် तू ကမှန်တာပေါ့နော်အဲ့ဒါ तू ကပြောချင်တာဒါငဇွဲပေါ့နော်ဒီကောင်အဲ့ဒါကိုနေတို့ကရင်မတွေတဲ့စောက်စကားမများနေတဲ့ဟိုမှာနော်နေတို့ပြောတဲ့အဲ့ဒီဖာယုံကလေမောင်ချစ်သူနေတို့အတွက်ထားပေးတယ်တဲ့တယုံနေရောနေတို့ပြန်တော့ဖင်ခံဖို့တဲ့မတောက်ခိုင်တို့မမိုမိုတို့တဲ့အဲ့ဒီဖာကောင်ပြောနေတာနော်ဒီကောင်က BG ရခွေးကြီးစားဆိုတာငဆွဲတိတဲ့2023တုန်းကနော်မမိုမလေးဘူးနော်မမိုတက်တယ်စီတယ်မမိုစကလင်းစောရိုက်ပြီးတော့ကိုဆွဲစီမှာတခါတည်းပို့တာသူတင်တဲ့နေ့မှာ2023မှာကိုဆွဲရေဒီကောင်က BG ရဲ့လူအရင်တော့ကိုဆွဲတတိထားတော့အခုကိုဆွဲတပုံရိုက်ပြီးတော့တတွေးပြီးတော့တင်နေတဲ့အချိန်မှာမကောင်းဘူးနော်တတိထားအော်ဟုတ်လားမမို့ကျွန်တော်မသိလို့တဲ့သူချက်ချင်းဖြတ်လိုက်တယ်ဖြတ်လိုက်ပြီးတော့ဒီနေ့ငဆွဲပြန်ပြီးတော့ပုံတင်တယ်ကွာပုံတင်ပြီးတော့ငဆွဲပါရေးတယ်တော့ဘန်ကောက်ကအဲ့တဲ့နဲ့တွေ့နော်သူတို့ကကရင်တွေပါတဲ့ချစ်တယ်လို့တော့ပြောတာပဲတဲ့တွေ့စမ်းဘလောက်ကလင်ကကြည့်လဲဆိုတာချစ်တယ်လို့တော့ပြောတာပဲတဲ့ तू သိတာ BG ရဲ့ခွေးဆိုတော့ तू သိတာကြာပြီ तू ကအဲ့ဒီကောင် तू မသိတလို့လို့နဲ့ပြည်သူကိုနော်လာပြီးတော့ကလင်ကကြည့်ပြတယ်မအေးလို့ငဇွဲနော်ဖာကောင်းငဇွဲနော်မမိုးအဲ့လိုမျိုးပြောတော့ तू နောက်လိုက်ခွေးမတကောင်စီးတယ် तू ရဲ့မရင်ငယ်လား तू ရဲ့မရကြီးလားမသိဘူးအဲ့ဒီခွေးမဘာပြောလဲဆိုတော့ငါတို့မယုံဘူးတဲ့ကိုဆွဲကိုလာပြီးတော့မဆွဆွဲဘူးတဲ့တို့ပြောတဲ့တန်းစုက BG ရဲ့ခွေးဆိုတာ तू မယုံဘူးတဲ့မမိုးတို့ပုံမှာတန်းစုသွားကြတာဟိုမနေ့ကပဲ2024စောစီ2025ရောက်ခါနေမှာဒီ2025မှာပဲလားမသိဘူးမကြဘူးဒီပုံကတန်းစုမောင်ချစ်သူတတွေးတယ်နော်သွားပြီးတော့ကတော့တယ်သူနဲ့ဒေါ်ချိုနဲ့နော်တီတာဆန်းတို့ဒေါ်ချိုတို့သွားပြီးတော့ကတော့တယ်မောင်ချစ်သူကိုနော်သွားပြီးတော့ကတော့တယ်စင်โอเคပြီးတော့NCA ဖိုးကြီးအခုဖာကောင်း NCA ဖိုးကြီးကျော်နေဆိုလဲဘန့်ငွေတန်းစီရနော်မြောင်လိုက်ရငွေယူလိုက်တာလဲနော်တူပဲသူတို့သွားပြီးတော့ကတော့တယ်နော်ဒါခွေးတန်းစုတပ်ပုံတွဲရတဲ့ကောင်တွေက BG ရဲ့အကြီးစားမာဖီယာကြားဖြတ်ကိုင်းတခိုးထမအကြီးစားကရင်ပြည်နယ်ကိုရောင်းစားတဲ့ကောင်တွေတက်ပဲနော်ဒါမောင်တင်ဝင်းအကြီးစားပဲနော်ဒါတန်းစုဦးငယ်ဆွဲတော့တွေ့တဲ့ကောင်ခဏတော့တွေ့တာပဲနော်နေတော့မတွေ့လို့ဒါမဲ့ तू ပုံတင်တာနေ2023မှာ तू တင်တာ9နာရီတွင်မှငါသူ့တော့ပြောလို့ तू ဖြုတ်ချလိုက်တာအဲ့ဒီတပုံကအခု तू ပြန်တော့တင်တယ်သူတို့ကခွေးချင်းဖြစ်ကုန်ပြီလေ BG ကခွေးတွေဖြစ်ကုန်ပြီလေနားလဲလားသူတို့ကခွေးဖြစ်ကုန်ပြီဆိုတော့ तू တင်တာဗောဒီမှာကြည့်နော်တန်းစီဦးကနော်မောင်ချစ်သူမိသားစုတွေနဲ့တပုံတွဲရိုက်တယ်နော်အဲ့ဒါတက်သေးနော်မောင်ချစ်သူရဲ့တန်းစီဦးရဲ့ပစားဖျားမှာ BG ကဘယ်လိုကောင်းလဲဆိုတာတန်းစင်ဦးနေ့တိုင်းညတိုင်း live ဆိုတဲ့မှာပြောတယ်နေတော့သွားပြီးတော့ကြည့်သူ့ရဲ့အကောင့်ထဲမှာသူ့ရဲ့အကောင့်တန်းစင်ဦးပဲအင်္ဂလိပ်နဲ့သွားပြီးတော့စားလိုက်ဒီကောင်ရဲ့အကောင့်အဲ့ဒါမအေးလို့ငဆွဲကားတဲ့ဒီကောင်မသိဘူးတဲ့ကျစ်ဆန်ပြည်သူကိုလိမ့်နေနော်ငါရဲ့ comment အောက်မှာသူလာပြီးတော့ရေးတယ်ဗာလဲသူလာပြီးတော့ရေးတယ်မမိုးတဲ့နေပြောတဲ့ကလင်ကကြည့်ရပဲအချက်လက်တယ်တဲ့ဖာစကားတဲ့ကျွန်တော်ပြောတဲ့ဖာစကားမပါဘူးတဲ့ဖာစကားမပါလို့စင်နေပြောတဲ့စကားလုံးကငါစလုံးကိုထောက်ခံငါဗာလဲငါစလုံးကိုထောက်ပံ့တော့ကနေသားများငါထောက်ပံ့တော့ကဒီ KNU KNDO ဒီ KN ပြည်နယ်ကိုငါထောက်ပံ့တော့ငါခိုးထောက်ပံ့တယ်လို့မျိုးနေပြောနေတာလေမအေးလို့ရဲ့ဟာငါကရင်ပြည်နယ်ကိုထောက်ပံ့တော့ကတကဘာလုံးသိတယ်ငါကရင်ပြည်နယ်ကိုထောက်ပံ့တော့ကတိုင်းရင်းသားအလုံးမြန်မာတနိုင်ငံလုံးဝမ်းမထောက်ပံ့တယ်ငါတရားတော်မကောက်ပဲထောက်ဖို့မစိုးဘယ်အဖွဲ့အစည်းမစိုးနော်အားလုံးကထင်တာကရင်ကမင်းအောင်လိုက်ကိုတကယ်တိုက်မယ်ကရင်ကနေပြီးတော့ကိုအရင်ဝင်မယ်ကရင်ကအရင်ထားမယ်ဆိုတာအားလုံးအဲ့လိုမျိုးယုံကြည်ပြီးတော့ထောက်ပံ့ခဲ့တာဘယ်သူပဲဝါမစိုးနေကိုတိုင်လဲစလုံးကကောင်းပါတယ်နေပါစဖြားနေနေပြောတာပဲလေနေငါနဲ့ဗီဒီယိုကိုခေါ်တာနေပြောတယ်စလုံးဘိုးစလုံးကအဲ့ဒီလိုပဲသူကမူးရင်မူးမယ်သူမရောက်မှာဘူးနေကိုတိုင်ပြောတာပဲလေစလုံးကစိတ်ဓာတ်ကောင်းတယ်လေနေပြောတယ်လေ